Hello, bro. Hi, Joey. How are you? I'm fine. Oh, I'm you. Oh, and you. Oh, okay. Some today. Some bits. Some bits. You eat. You eat. You what today? Chicken. Okay. You. I told you, Joey. You eat some good. Eat some good. No healthy. Okay. Bro, I have no money, so what's money? I'm busy. Okay. I'm worker. No time for money. Draw that. Go. အခုလိုရုံးတွင်းပိုင်းမှာပဲဖြစ်ဖြစ်အပြင်လောကမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ညီကိုနှစ်ယောက်လိုဖြစ်နေမဲ့ညီလေးညီမလေးရှိမယ်လို့ထင်ပါတယ်အဲ့လိုမဖြစ်ရနေတော့အဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဆာယာ application မှာဆိုရင်ကို e-skill ဘယ်လောက်ရှိလဲဆိုတော့စစ်ဆေးနိုင်တယ်ပြီးတော့ကိုယ်ပိုင် plan လေးနဲ့ချပေးနိုင်တယ်နောက်တစ်ခုကအင်္ဂလိပ်စာကိုလေ့လာမယ်ဆိုရင်သူတို့မှာက elementary level ကနေပြီးတော့ advanced level ထိကိုအစအဆုံးလေ့လာနိုင်တယ်short video တွေ live class တွေနဲ့ရှိတဲ့အတွက်ကြောင့်မလို့ကိုကြိုက်တဲ့ဆရာနဲ့စိတ်ကြိုက်သင်ကြားနိုင်တယ်ဆာယာ application မှာဆိုရင်ဂျပန်ဘာသာကို basic ကနေပြီးတော့ N5 N4 ထိလေ့လာနိုင်နေပြီဖြစ်ပြီးတော့ GMPT test တွေအတွက်အထောက်အကူပြုအောင်လုပ်နေလုပ်ပေးထားသေးရဲ့နော်ပြီးတော့လည်းနောက်ထပ်သတင်းကောင်းတစ်ခုရှိသေးရဲ့နော်အခုမှအကောင့်နဲ့ဖွင့်မဲ့ user များအတွက်အင်္ဂလိပ်ဘာသာစကားကို S2 30% အထိရှိပြီးတော့ဂျပန်ဘာသာစကားကိုသင်မဲ့ညီကိုမောင်နှမများအတွက်လည်း S2 50% အထိရှိတဲ့အတွက်မို့လို့အခုပဲကျွန်တော်တို့နဲ့အခု Sara application ကို download လုပ်ပြီးလေ့လာလိုက်ကြအောင်လားခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်